နိုင်ငံခြားကပြန်လာရင်ချောကလက်လက်ဆောင်ပေးရတယ်လို့ဘယ်သူကစခဲ့တာလဲတော်တော်များချောကလက်ဘယ်သူကစရတော့မဟုတ်ပေါ့နော်ချောကလက်ဆိုတာတရုတ်ပြည်ကလာတာတွေရှိမယ်နိုင်ငံခြားမြန်မာပြည်မှာလည်းချောကလက်တွေသူ့ဘာသူဈေးကွက်မှာသူ့ဘာသူရှိတာပေါ့နော်ဒါပေမဲ့ချောကလက်လက်ဆောင်ပေးလိုက်တဲ့အခါမှာဘယ်လိုခေါ်မလဲနို့မလိုက်မကြိုက်တဲ့လူဖြစ်ပေမဲ့လည်းဒီဟာကိုသိမ်းထားပြီးတော့နောက်တက်ကိုခင်မင်းရလူတက်ကိုလက်ဆောင်ထပ်ပေးလို့ရတယ်လို့စားကျင်တဲ့လူကလည်းတဒုံးလေးဖဲ့စားပြီးတော့ရေကတဲ့ထဲမှာထည့်ထားရင်အပြင်မှာပဲထားပါတော့ဘယ်စိတ်မတောင်ထားမယ်ဆိုလို့ရှိရင်အကြာကြီးထားစားလို့ရတယ်ပေါ့တခြားစားတောက်တွေကဖွင့်ပြီးသွားရင်ကောင်းပေါ့နော်ခါလာဝါပဲဖြစ်ပါပဲဖြစ်ပေါ့နော်ဆိုတော့ချောကလက်ကအဲ့လိုမျိုးလေးဒါပေမဲ့ချောကလက်က grand လေးတယ်နော်ဟိုက iPhone ဝယ်လာလို့ဟိုလေးတာတစ်မျိုးဒါပေမဲ့လည်းတော်တော်များတော့လက်ဆောင်ပေးခြင်းဘာမှမစင်စားတော့ဘူးပေါ့နော်ချောကလက်တွေဝယ်လိုက်တထုပ်တေးရင်တေးကြီးပေါ့နော်လက်ဆောင်လေးတွေပေးကြပါတယ်